အဲ့ဒါဆိုရင်ဒီမော်တာရဲ့ပြစ်ချက်ကဖန်မော်တာရဲ့ပြစ်ချက်ကဘာဖြစ်တာလေးနေတာဝင်ရိုးကဘာလို့ညာလဲလေးနေတာပလက်ထိုးလိုက်တော့လက်နဲ့လက်ပေးဘာလို့လဲလဲတယ်ဟုတ်ပြီနော်1နဲ့ဆိုမလဲ3လောက်နဲ့မှဘာလို့တာလဲလဲတာဒီဝင်ရိုးဒီကျွန်တော်တို့လက်နဲ့ဒီလိုလဲလိုက်ပြီဆို4 5ဘလောက်ကတော့သူ့အချိန်လေးနဲ့ဘာလို့နေရမှာလဲလဲနေရမှာအခုကလဲလားမလဲဦးစီးနေအဲ့တော့သူ့ပြစ်ချက်ဒီဝင်ရိုးစီးနေလို့ဟုတ်တယ်နော်လုံးဝကြီးကြက်နေတာမျိုးလဲမဟုတ်ဘူးစီးနေလို့အဲ့တော့ဝင်ရိုးစီးအောင်ကျွန်တော်တစားစီဖြုတ်ပြီးဘာလို့မှလဲစေးမှာတချို့ကြတော့အရင်ကလည်းကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ဘူးလားတချို့ပြောတာမဟုတ်ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ဘူးတဲ့ဟာဆိုရင်ဒီလိုစီးနေဒီထိတ်ကနေစီလေးထက်လိုက်တာဘာဖြစ်တော့လဲချောင်းသွားတာပေါ်ရတယ်ရတယ်ဆိုပြီးကျွန်တော်တို့ကကန်ဆာမာကိုပြန်လုံးပြီးပေးလိုက်အောင်မကြောက်တဲ့နေ့ရဲ့အတွင်းဒီလိုပြန်ပြီးပါလို့တော့လဲစီးသွားတာဘာကြောင့်လဲဘုန်းနဲ့ရှက်တိုင်ကြားထဲမှာကက်ညိနေတဲ့ကြီးကိုမထုတ်နိုင်မချင်းအဲ့ပြဿနာဘာဖြစ်အောင်မလဲလေးနေဦးမှာပဲဖြစ်နေဦးမှာပဲကျွန်တော်တို့ကအရင်တော့နှုတ်လာပေါ့ဗျာလုတ်တဲ့နှုတ်တော့ဒီဟာလေးကိုစီလေးထည့်လိုက်တယ်ကကတော့6ခိုင်တွဲလိုက်တယ်လဲပြီးလုံးပြီးပေးလိုက်တယ်ပြန်လာတယ်ဘာလို့ပြန်လာတော့ပြန်ချက်သွားတယ်နောက်ဆုံးမှကျွန်တော်တို့ကဘာတော့စဉ်းစားမိလဲဆိုတော့ဒစားစီဘာလို့ကလဲဖြုတ်တယ်မှာဘောခွက်ကိုကြည့်လိုက်တော့ဘောစီတိုင်းနဲ့ပေါ့တွေကကျွေပြီးမှတော့ဒီစီနဲ့အဲ့ပေါ့နဲ့ကတ်တယ်ပြီးမှကြီးဖြစ်ဘာလို့တော့လဲပြောင်းသွားတာအဲ့ကြီးတွေကနေပြီးမှဒီဘုန်းနဲ့ရှက်တိုင်အောင်ဘာလို့လဲပိတ်ဆို့သွားတာအဲ့ကောင်ကဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုအမဲစီလိုချွတ်ချွတ်ကြီးဖြစ်သွားတာဟုတ်ပြီနော်အမဲစီလည်းထည့်လို့မရဘူးအင်ဂျင်ဝိုင်းစီလည်းထည့်လို့မရဘူးတော့တချို့ကျွန်တော်စီလာတယ်အုံးစီတွေပါထည့်ပြီးလာတယ်အုံးစီလည်းထည့်လို့မရဘူးဒီပန်ကာတွေရဲ့ရုံးအားဒီစောင်းနှင်းမဆိုပြီးအုံးစီထည့်ထားတဲ့မော်တာဆိုစောင်းနှင်းမနဲ့ပိုင်းဆိုဘာလို့လဲခဲနေရမလဲဘူးလက်နဲ့ဒီလိုနဲ့ပေးမှတနေကုန်တုံးလို့ရလားဟုတ်ပြီနော်အဲ့တော့ဒါကိုဖြုတ်မယ်ဒီကောင်ကိုဖြုတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမျက်နှာစာဒီနက်တွေကိုအရင်မဖြုတ်ပါဘူးဘာလို့လဲသူ့အနောက်မှာဆွတ်ထားတဲ့အပေါ်ဘုံကိုအရင်ဘာလို့ကအနောက်ဘုံကိုရင်ဖြုတ်ရတယ်ဟုတ်ပြီနော်အပေါ်ဘုံကိုလည်းချုပ်မယ်ဆိုတော့အပေါ်ဘုံကိုဒီလိုချုပ်လို့ရလားဒီအမျိုးသားတွေမှာဆိုကြည့်မယ်နော်ဘယ်ပန်ကာပဲဖြစ်ဖြစ်စတန်ပါပဲဖြစ်ဖြစ်ထိုင်ပန်ပဲဖြစ်ဖြစ်သူ့အပေါ်မှာဒီမှာပါတဲ့စုံနဲ့ကလုတ်လေးမှာပါဘူးလားဒီမှာလေစုံနဲ့ကလုတ်လေးမှာတချို့နက်နဲ့ပါလာရှိတယ်တချို့ကလေးလေးနဲ့ပါလာရှိတယ်အဲ့ဒီစုံနဲ့ကလုတ်ကိုအရင်ဖြုတ်ပြီးမှဒီတချို့ပန်ကာတွေဆိုဒီအလဲမှာဝင်ရုံးမှာနှက်ပါတယ်ဒီကောင်ဆိုမပါဘူးဘယ်မှာထိနေတာဆိုဒီမှာကလေးတွေနဲ့ထိနေတာရှိမှာတွေ့လားအဲ့ကလေးတွေကိုလည်းမချိုးမပြတ်အောင်ကျွန်တော်တို့ကြောက်ရမယ်အဲ့ကောင်တွေကျိုးလိုက်တာနဲ့ဒီမှာနှက်ထိန်ပါလို့လားမပါဘူးဒါကြီးကလုံနေမှာဟုတ်ပြီနော်အဲ့တော့ဒီဟွာကိုဖြုတ်မယ်နော်ဒီဖေမုံဖြုတ်တဲ့ဒီကီးကိုအရင်ဖြုတ်နှက်နဲ့လားနှက်ပါလားကြည့်မပါဘူးဆိုကလေးနဲ့ဆွဲပြောရတာအဲ့ဒါလေးဖြုတ်ဒီအရှိအဖုံးတွေကိုဖြုတ်ပြီးသွားပြီဟုတ်တယ်နော်ဖြုတ်ပြီးသွားပြီဆိုကျွန်တော်တို့ဒီအုံကြီးကိုဘာလို့ရမှာလဲခွဲရမှာဟုတ်ပြီနော်ကဲဒီအုံကြီးကိုခွဲဖို့အတွက်ကိုဒီနက်လေးလုံးဖြုတ်ရုံနဲ့ရလာကြည့်မယ်ဒီအုံကြီးဖြုတ်ဖို့တဲ့ပင်မနက်ဒီလေးလုံးကတော့မဖြစ်မနေဘာလို့ကဖြုတ်ကိုပြောမှာမလားဒါပေမဲ့ဒီနက်လေးလုံးပဲဖြုတ်မယ်ဆိုရင်အဆင်ပြေနိုင်လားဘာဖြစ်လို့ဒီမှာတိုင်းမခံတော့ဘူးလားဆွင်းလေဟိုဘက်ဒီဘက်လဲဖို့တဲ့တိုင်းမခံတော့ဘူးလားဒီတိုင်းရထောက်နေမှာလေအဲ့တော့ဘာလို့ကပထမဓာတ်အရင်မဖြုတ်ခင်ဘာလို့စဉ်းစားမှာလဲဘာလို့အရင်ဖြုတ်ဖို့လို့လဲဆိုတာဘာလို့မလဲဖြုတ်မယ်စဉ်းစားမယ်ဟုတ်ပြီနော်ဒီချာထိတ်ဒီကမင်းတို့ဟိုကလည်းကြောက်လဲကောင်းကောင်းလေးမပေးဘူးဘလို့ကောင်းနေမှမသိဘူးဒါဆိုမပြုတ်တော့လားပြုတ်သွားပြီဆိုဒီနက်လေးလုံးပြုတ်သူ့ကိုဆွဲထားတဲ့ကောင်ရှိသေးလားမရှိတော့လွတ်လွတ်လပ်လပ်လုံးမရဘူးလားရတယ်နော်အဲ့တော့ဒီနက်လေးလုံးဘာလို့မလဲဖြုတ်မယ်သူကဒါလေးတွေကြိုင်ရမှာသူကစောင်းမယ်အိပ်ပြောမှာကွာမင်းကလည်းလုတ်ချင်ကန်ချင်စိတ်များတာဟုတ်တယ်မလားလူငယ်ဆိုတော့ဒီလိုပါပဲတွက်လက်ဖြက်လက်နေဟုတ်လားတွက်လက်ဖြက်လက်နေဒီမှာအစီခွန်လေးတရက်ပေးပါအောင်လို့ပြောလို့ပါလားစဉ်းစားမယ်အဲ့ဒါကြတယ်နော်ရပြီလားဒီလိုတော့ပြောနေတာပတ်စင်ဒီကားကိုရောက်အမကွာလဲညမှာကြည့်ကွာကျင်တိုင်းကွာလို့မရဘူးကွာကျင်နေနောက်ကကျင်နေဒီမှာဒီဝင်ရိုးကြီးကိုဒီစုံလေပီနီယန်လေးနဲ့ချိန်ထားတာမဟုတ်ဘူးလားဟုတ်တယ်နော်တော့ပါလားတမင်တကာစောစောတောင်မဖြုတ်ခိုင်းနေတော့ဒီဟာဖြုတ်ပြီးပြကြင်တော့မဖြုတ်ခိုင်းတာအာစီလိုကဇွတ်ကြီးပဲဟုတ်လားဒီပီနီယန်စိမ့်နဲ့ဒီဝင်ရိုးရဲ့ပီနီယန်ကိုချိန်ထားတာမဟုတ်ဘူးလားအတင်းဖြုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာပါလာမှာတော့ဒီကွာကြီးကြံတဲ့ဒါဝင်ရိုးကြီးကတစောင်းကြီးပါပြီးမှကွိုင်တို့ဆွဲဖြတ်တဲ့ပုံစံမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်နော်အဲ့တော့ဘာဖြုတ်ရမလို့ဒါတွေကိုဖြုတ်ရမယ်ပစ္စည်းတစ်လုံးပြင်ဖို့အတွက်နှက်ဖြုတ်မပြင်းနဲ့နော်ရော့ဒီမှာကောင်းလက်အားပဲကောင်းတယ်ဒီကျမလောက်ပါအောင်ဆက်လေးဝေးပါအောင်လို့ပြောနေဟုတ်ပါကြည့်တာတော့ကြည့်နေဟိုကြည့်ရတော့ကြည့်နေလို့ပြောကြည့်တာပါလုံးလက်စားအလုပ်တွေပြစ်ချပြီဒီဝိုင်းလာတယ်ဆိုတော့ငါစဉ်းစားနေရတာတိတ်ပြီးမတိကျင်ကြရှာဟုတ်လားနောက်2ယောက်စလုံးတိတ်ပညာလေးအဲ့လိုဖြုတ်ပြီးပြီဆိုကျွန်တော်တို့ကကြည့်မယ်ဒီကွိုင်းအုံကြီးကိုမပါခဲ့စေနဲ့ဒီအဖုံးလေးကိုပဲအရင်ပါလို့လဲဖြုတ်ထိန်းထားဒီကွိုင်းအုံကထိန်းထားအမှဒီကကျိုးရပါလေဘယ်လိုယူထားလဲခွင်းလေးလားအပေါင်းနဲ့လားကြည့်အပေါင်းနဲ့လာတယ်ဆိုလို့ရှိရင်တော့ဒါကြီးကိုကျွန်တော်တို့ကပါလို့အုံရောပါလို့လဲယူရတော့မှာခွင်းနဲ့လာတယ်ဆိုရင်တော့မယူရဘူးတော့စိုက်ကြည့်စွတ်ကလေးဆိုပြုတ်တာလားစီးနဲ့ပြုတ်နေရလားစီးနဲ့ပြုတ်ထိန်းပြီးဘာလို့ရလဲဖြုတ်ဆွဲဟုတ်ပြီပြစ်ချက်ရှာကြည့်အောင်ဒီမှာအတွင်းထဲမှာပုံနေမရှိဘူးလားကြည့်တော့စလုံးကြည့်အတွင်းထဲမှာပုံနေမရှိဘူးလားရှိရနော်
ဒီမှာဘောကြီးတွေဘောခေါ်လာပါမကြီးဘူကြီးတွေမရှိဘူးလားနမကြီးဘေးနားကမှတင်လာကလောလိုက်မင်းလက်တန်းကြီးပတ်ကြီးနဲ့ကြည့်လိုက်ကဲဝမ်းပေါ်တာဒီမှာမဲတဲနာပဲဟုတ်ပြီညောက်လာတစ်ချက်တစ်ခုပေးအော်ဒီမှာခေါင်းရင်းကိုကြည့်ခေါင်းရင်းကြောက်တော့တဲ့နေတွေ့လားမရှိလဲရှိဦးနော်ကြီးကိုမရှိဘူးခေါင်းရင်းမှာကြောက်တော့ဘာလို့လဲတဲ့နေဒါပေမဲ့တဲ့နေဆိုပြီးကျွန်တော်တို့ဖြုတ်တဲ့လက်စားနဲ့မစေးပဲရောက်ထားလို့ရတာမရဘူးဘာလို့မလဲစေးမယ်ပြဘောဒါရှက်တိုင်းဟုတ်ပြီနော်ရှက်တိုင်းရဲ့ဝင်ရိုးကြည့်တယ်ကဘယ်ကဘက်ကဂျမ်ဖြစ်နေလဲဆိုတော့မသိတော့ဘူးလားမကြည့်ဒီကောင်ဝင်းနေအဲ့ဒါရှိလားခင်ဘက်ကကြည့်ကြီးတွေ့လားဒီတလက်လေးတွေကဘာကြောင့်ထည့်ထားချင်းပူလာတဲ့အပူကိုအပြင်ကိုဘာလုပ်ပေးဖို့ထုတ်ပေးဖို့ဟုတ်ပြီနော်ကွိုင်းကပူလာမှလေးကွိုင်းဆောမော်တာဆောအချိန်တိုင်းတာတစ်ခုရောက်လာရင်ပူကိုမော်တာတွေငါမော်တာလုံးဝမပူတော့ရင်ဂျင်းပဲမှတ်ထားကွိုင်းတိုက်ဒီမော်တာတွေမှာမပူတဲ့မော်တာဆိုတာမရှိဘူးပုံမှန်ပူတာတဲ့ပုံမှန်ထက်ပိုပြီးပူနေတာထက်ဒါပဲရှိတာဟုတ်ပြီနော်အဲ့ဆိုဒီမှာပြစ်ချက်မတွေ့ဘူးလားဒီပြစ်ချက်ကိုဘယ်လိုရှင်းမလဲဆိုတာကျွန်တော်တို့ပြောပြမယ်နော်နောက်ပိုင်းကျရင်အဲ့ဆိုကျွန်တော်တို့အနေနဲ့ဒီမှာလဲတွေ့ပြီဒီမှာလဲတွေ့ပြီဟုတ်ပြီဒီမှာတွေ့တဲ့ဟာကိုကျွန်တော်တို့ကဒီကွိုင်းကိုဒီလိုထားပြီးရှင်းပါလားကွိုင်းကိုပြုတ်ပြီးရှင်းပါလားဆိုတာလဲထားပြီးတွေးဖို့လုပ်တယ်ဟုတ်ပြီနော်ဒါကြီးကိုဒီတိုင်းရှင်းပါဆိုလုံရင်းကိုင်းနဲ့ကွိုင်းနဲ့ဆွဲပြလိုက်ရင်ပြီးရောလာလို့တာမှာဘောဘုတ်လေးကြက်တာကိုလိုလိုက်မှကွိုင်းဟာပြက်သွားရောအဲ့တော့ဘယ်လိုလုပ်လဲကန်ဆန်မောင်ကွိုင်းလောင်သွားတယ်အဲ့လိုမလုပ်ကြနဲ့ဟုတ်ပြီနော်နောက်နှစ်ဘက်ဒီနေ့နာစရာလေးဖြစ်သွားရင်မကောင်းဘူးအဲ့တော့ကိုကလုတ်တယ်ဆိုတော့စိတ်ရှိနေမပြုတ်ပြင်းနဲ့ဒီမှာဒီကွိုင်းလေးကိုသူ့ဝင်ရိုးတိုင်းရှော့ဝင်ရိုးဒီကျိုးကိုဘာလုပ်လဲရှော့တကယ်လို့ဖြတ်တင်းတဲ့အရာတွေပိုင်ရင်ဖြတ်ဖြစ်အောင်ဖြတ်ရှော့ကဲဒါဆိုလွတ်လွတ်လပ်လပ်မရပါဘူးလားဟုတ်ပြီလွတ်လွတ်လပ်လပ်ရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီကောင်လေးကိုဒီတိုင်းလေးအပြင်ကနေပဲအဝတ်ကလေးနဲ့တိုက်လို့ရေရှည်မခံဘူးသူ့ရဲ့ဂျီးဒီဘုတ်နဲ့ဒီဘောဒင်းရဲ့ဂျားထဲမှာဘုတ်နဲ့ဘုတ်ထင်းရဲ့ဂျားထဲမှာရှိနေတာအဲ့ရနေလဲရင်နဲ့ဖြည်းဖြည်းချင်းအပြင်ကိုဘာလုပ်လာလဲထွက်လာတာအဲ့ဂျီးကိုကျွန်တော်တို့ကပြောင်းအောင်ဘာလုပ်နိုင်ရမှာလဲရှင်းနိုင်ရမှာရှင်းနိုင်မှာကိုယ့်ရဲ့စာဖြစ်ဒီပြည့်ပြည့်စုံနဲ့စာဖြစ်ပြစ်မှာပြန်လက်ကြည့်စရာမလိုဘူးအဲ့တွဲနဲ့ကျွန်တော်တို့ကဘာလုပ်မလဲဒီဘောချင်းကိုဘာလုပ်မလဲဖြုတ်ရမယ်ဘောချင်းဖြုတ်ဖို့တဲ့ဒီမှာ maintain ကလေးလေးတွေမပါဘူးလားဘယ်နှခုပါတော့3ခုအဲ့3ခုကိုကျွန်တော်တို့ဖြုတ်မယ်ဖြုတ်တဲ့နီးလဲရှိတယ်ဖြုတ်ချင်တိုင်းဖြုတ်လို့ဖြုတ်မတော်ရင်ပဲ့သွားတာကျိုးသွားတာဟုတ်ပြီနော်အဲ့ဆိုဒီပန်ဒီနေ့အတွက်ကဒီပန်ကာမှာဝင်ရိုးစီးတဲ့ပြစ်ချက်ဝင်ရိုးစီးလို့မလဲနိုင်လားဝင်ရိုးဘာကြောင့်စီးရလဲဆိုတော့ဘုန်းနဲ့ရှက်တိုင်နဲ့ဘာလို့နေလို့လဲကြီးပိတ်နေလို့ဒီဘက်မှာတွေ့ရလဲအနောက်ချမ်းမှာလက်နဲ့ကန်ကြီးစီစီလေးဖြစ်နေလားချောချောဖြစ်နေတာဒီမှာကန်ကြီးဒီကောကြီးကိုဟုတ်တယ်နော်စီစီဖြစ်နေတာကြီးကဆွဲကတ်ထားတယ်နော်အဲ့တော့နောက်နေ့ကျရင်ဒီကောင်းအောင်ပါလို့ကျွန်တော်တို့ပြုတ်ပြီးမှစေးမယ်ဒီနေ့တော့ဒီလောက်ပဲဟုတ်ပြီနော်โอเคအဲ့ဆိုအစီလဲနာတော့နော်ရှယ်လုံးနေပါရှယ်လုံးနေပါရှယ်စေးနေပါကျွန်တော်ရဲ့တင်လာလေးတွေကိုပါကျွန်တော်ရဲ့တင်လာလေးတွေကိုရှယ်ဖြုံးနေပါတယ်နော်ကွိုင်တော့ကလည်းဘာလို့လဲကွိုင်မို့လို့ဟုတ်လားကွိုင်တော့လည်းကွိုင်မို့လို့ဘာနေလဲရှယ်လုံးနေတယ်ကနဘာလို့ဘာနေကိုတဝက်လောက်ကျအောင်ကြည့်ရမှာတဝက်လောက်ပါတဝက်ကိုတဝက်ခတ်ကျအောင်ဘာလို့လိုက်တာလောင်းပြုတ်ပေးလိုက်တာလောင်းပြုတ်ပေးလိုက်ပါတယ်လို့ကြောင်စေးနော်ဒီကောင်ကကျွန်တော်ကတင်လာနဲ့မစီတော့ဘူးအဝင်းနဲ့တင်လာကိုအဝင်းမှာတုတ်ပြီးဝင်ရိုးတဲ့ကိုဟိုဘက်ဒီဘက်ဆွဲမယ်နောက်ဆိုဒီကောင်မှာကြီးတွေ့လားတွေ့ဘူးနော်ကြီးတွေ့ရဆိုရင်တော့ကျွန်တော်တို့အပေါ်ရမစင်းနဲ့ဒီလိုဒဇာကြီးပြုတ်ပြီးပဲစေးမယ်နော်တင်လာရည်ဒီကွိုင်ဘာမထိစင်နဲ့သူ့ကွိုင်ကဘာနဲ့တူ့ဘာနဲ့တူကတ်နေပြီးသားကိုတင်လာရည်ထိလိုက်ရင်တမျိုးတမီတက်သွားရင်အစင်မပြေဘူးဟုတ်ပြီနော်နောက်ဝင်းဟုတ်ပြီဝင်းနေအောင်စေးငါလှုပ်ကျွန်တော်ပြောမယ်စေတနာထားပြီးနော်စေတနာကတော့အကျိုးပေးတယ်တဲ့စေတနာထားပြီးရတော့ဘာလို့အဲ့ဒီစေတနာထားပြီးလုံမှကိုလှုပ်လိုက်တဲ့အလုပ်ကလည်းကောင်းမွန်တဲ့အည်တွေရတာနော်စေတနာမပါပဲလှုပ်တဲ့လှုပ်နဲ့စေတနာပါပြီးလှုပ်တဲ့လှုပ်ချင်ဘူးစပီချေ2 1လဲလားဟုတ်ပြီနော်ဒါဆို okay ပါပိတ်လိုက်ရပိတ်လိုက်0ရပြီးရင်ကျွန်တော်တို့က3လဲယုံပြီ2လဲယုံပြီဆိုတော့မပြီးသေးဘူး1နေစဖွင့်ရောဒီမော်တာဘာလုပ်နိုင်လားလို့ယုံနိုင်လားဆိုတာလည်းကြည့်အောင်မယ်ကစားမ2ကနေဖွင့်မှမလို့မပြော2ကနေဖွင့်မှမလို့လည်းမပြောဘူးဒါပေမဲ့ကျွန်တော်တို့ကဘက်ဆောင်ကနေစပြီးလုပ်နိုင်အောင်လို့ယုံနိုင်အောင်လို့ကျွန်တော်တို့ဘာလုပ်ရမလဲစစ်ဆေးရမှာဟုတ်ပြီနော်နေ့ကြည့်မယ်1ဖွင့်လားမိပိတ်သွားလားအော်တိုင်ပန်းအောင်လုပ်တော့မှာအဲ့ဒီကြီးတော်တော်ကြည့်ကြတယ်ပါဝါကျိုးကြီးကိုပြီးလာရင်ကြည့်လာပြီဆိုဖွင့်လိုက်အော်ယုံလားယုံတယ်နော်ပန်ကာတလုံးလေရင်ပြီးရောဆိုပြီးလုပ်လို့မရဘူးကတော့ဒီမှာဒေးစိတ်စစ်ဖို့လိုပဲနော်ဟုတ်ပြီနော်ကျွန်တော်တို့ကလုတ်တက်တာနဲ့ကျွမ်းကျင်တာနဲ့မတူလုတ်တက်တာကပြပေးလူတိုင်းလုတ်တက်တယ်ဒါပေမဲ့ကျွမ်းကျင်စွာလုတ်တက်ဖို့ကလိုတယ်ဟုတ်ပြီနော်အပေါ်ရန်ကြည့်ပြီးကျွန်တော်တို့ဒီကောင်ကျွမ်းပါဒီကောင်တက်ပါဆိုတော့ပြောလို့မရအောင်